자예 그냥 저는 용하네가 더 싸우는 저는 나게 그럼 아리만 또 알로 자자나나 시위를 비대야래 허비에 가 시위 되면 또 카운트 그냥 와래 예 또의 용감을 와 또 용감 와로 아리만 또 누가 싸우니 아마 그러니야마 또 누가 서로 아이 시아가 그거 비나마게 저기 단차라고 단차 비로만 때는 되어서 가서 코너만ပြောလို့ 베네 또 단차라냐니 에디 라스 비로만 두네 서가라 비오면 두의 피하던나리 그 책신 원인과 또 비슷해 대체로 보면은 에디 와든지가 이렇게만 그냥 레비로만 이소 타이밍 못 차요 또 피하던나리 그 피하다비 두 모로 에디 누가는 모라면 미야다 모자 상암을 넣자라 비데 비오도 하 시야 지수되네 소리 봐 에라 단신하고 있는 거야 anointing에 또 바르고ဖြစ်စီ 아니 모라가 알아가 원래는 모르잖아 아니 이제 신경 되게 커 수동 배우냐ဖြစ်나다가 아그땅 소리에 수동을 좀 배우고 있잖아 몰라 다카가 니도라래 배야지 수동하네 니도라서 그 로마네 왜 어디에 시비 그러 몰라 다카가คุย 니네 너 둘레서 가ပြောနေတာ그냥 저 다카가ပြောတော့မပြောတတ်တော့ညီပါစကားနဲ့အပန်းနေမျိုးလုံးအဲ့ဒါစကားပြောနေတာဖယားနဲ့သွားတဲ့ခါအဲ့ဒါဆူတောင်းခြင်းဖြစ်သွားတယ်။ခုနကသူတို့ငိုကြတယ်အဲ့ဒါလည်းပဲဆူတောင်းခြင်းအဲ့ဒီနေရာလေးမှာမှတ်ထားပါတော့အဲ့ဒီဥပမာလေးကိုထည့်လိုက်တာ။အဲ့ထက်ကောင်းတာကျွန်တော်မှလည်းမကြုံဘူးတော့ကျွန်တော်လည်းအစားထိုးလို့မရဘူး။အဲ့တော့ကိုဥပမာကိုထည့်ကြမရှိရင်ဟုတ်လားဒီဒေနန်ဆရာရဲ့ဥပမာကိုထည့်လိုက်ကဲအဲ့ဒါက identify သူများရဲ့လိုအပ်ချက်ကိုကိုယ့်ရဲ့လိုအပ်ချက်တွေကိုထပ်တူထပ်များခံစားပြီးချင်းအဲ့ဒီအတိုင်းဘုရားရှင်ကကျွန်တော်တို့ကိုဝိညာဉ်ပြီးပေးနိုင်တယ်လှုပ်ဆောင်ပေးနိုင်တယ်နောက်တစ်ခါ travel ဆိုတာเนาะဟေရှာ66ရှစ်မှာတစ်ခါယောမ8 20နဲ့အောက်မှာတစ်ခါเนาะယောမ8 26ကိုရင်သွားရအောင်အဲ့ဒီဟေရှာကနည်းနည်းလေးဟောရှင်းပြတာအဲ့နှစ်ခုစုံဖတ်မယ်ဗျာဘုမတပါးငါတို့မတတ်နိုင်တော့ရမှာဝိညာဉ်တော်ကိုမဆာဟုတ်ပြီငါတို့ဒီဆူတောင်းခြင်းတွေလက်စုကိုတောင်းရမယ်လို့မသိကြတို့ရရင်ငါတို့ဆူတောင်းခြင်းမှုကိုနှုတ်မနိုင်တော့ညီကြွားခြင်းအဖြစ်ဝိညာဉ်တော်ဒီဆောင်မအာမင်ကဲနောက်တစ်ခါဟေရှာ66ရှစ်မှာသွားရအောင်သူတို့တော့အမှုကိုအဘယ်သူဒီကြားမှုတည်းသူတို့တော့အမှုတို့ကိုအဘယ်သူဒီမြင်ဘူးတည်းတိုင်းနိုင်ငံကိုတနည်းချင်းတွေခွာတတ်တော့တိုင်းဒီနိုင်ငံတွေကတည့်ရထဲနေများပေါ်လာဖြစ်လာဘူးလားဟုတ်ပြီဒီတူပီတာအပေါင်းတို့ကိုကြိုင်နဲ့တိုင်းပြည်ပြည်သားတွေအားလုံးကိုတည့်ရတဲ့ချိန်ထဲမှာဝုန်းဆိုတခါလဲဟုတ်လားမွေးဖွားလို့ရသလားဒီအောင်တော့တမီးဒီတာဖွားခြင်းဝေဒနာကိုခံအပ်စေစေတွင်တာများကိုဖွားမြင်ပါဒီတကားဇီအောင်အမျိုးသမီးအနေနဲ့ဟာလာတခါလဲကလေးမွေးတော့မလုပ်နေရုပ်တဲ့အများကြီးမွေးလာတယ်ဆိုတော့အမှန်ကဒီဟာရဲ့သူ့ရဲ့ original သူ့ရဲ့ context အရာသူကဘာကိုပြောတာလဲဆိုတော့ဤဒီလာတိုင်းနိုင်ငံရုပ်တရက်ချက်ချင်းပြန်ပြီးပေါ်လာဖို့ရန်အကြောင်းကိုသူကပြန်ပြီးပြောတာဖြစ်တယ်။ပျောက်သွားမဲ့ဟာကြီးကလည်းပြန်ပြီးချက်ချင်းပေါ်လာမယ်။တိုင်းနိုင်ငံနေချင်းညချင်းမွေးဖွားလာမယ်ပေါ့။ဒါနမိတ်လက္ခဏာတွေနဲ့သူပြောတာပေါ့နော်။နောက်တစ်ခါကျမ်းချက်တစ်ချက်ရှိတယ်။အဲ့ဒါကျွန်တော်ထည့်ဖို့မိသွားတယ်။အဲ့ဒါကပေါ်လို့ပြောတယ်မင်းတို့ထဲမှာယေရှုခရစ်တော်တည်နေဒီခိုင်အောင်တဲ့။သားဖွားခြင်းဝေဒနာကိုငါခံရတော့ငါရဲ့ချစ်သားတို့ဆိုတဲ့စကားလုံးကြားဘူးလေမလားကြားဘူးနော်သူတို့ပေါ်မှာခရစ်တော်တီးပါစေဆိုပြီးတော့မှပေါ်လို့ခင်ဗျာဆူတောင်းသူတို့အတွက်ပါဖွားခြင်းဝေဒနာကိုခံရတယ်ဆိုတော့အမိခင်တွေကလေးမွေးတဲ့အခါမှာအရန်နာလာတယ်ပထမတော့မနာဘူးပြီးတော့မှအချိန်ကပ်လာပြီဆိုတစ်ချက်သူကညှစ်လာလို့တိမ်ညှစ်တဲ့ခါနာတယ်ညှစ်လာပြီပထမတော့ခက်ကျဲပဲတရက်ကိုတစ်ချက်တော့ပြီးတော့မှအဲ့ဒီကောင်တဖြည်းဖြည်းနဲ့ချက်ဟိုစားသူ frequency ကတဖြည်းဖြည်းနဲ့တိုးလာသူကအချိန်ကများလာပြီတအားနာလာပြီဆိုရင်အဲ့ဝိခံနေပဲနာပြီးတော့မှအာနာပြီးတော့အချိန်ကိုပြေးမွေးသွားတဲ့ခါလုံးဝလွတ်သွားတယ်ဘုရားရှင်ကအဲ့ဒီလိုပါတယ်မျိုးကျွန်တော်တို့ကိုသူ့ရဲ့ဝိညာဉ်တော်နဲ့ပေးနိုင်တယ်နော်အဲ့လိုပေးနိုင်တဲ့အခါမှာဒီကျွန်တော်ဒီ Pastor Ben ရဲ့အတွေ့အကြုံသူကဥပဒေကျောင်းရဲ့တက္ကသိုလ်တစ်ခုမှာအဲ့ဒီဥပဒေဌာနရဲ့သူကဘာမှကချုပ်သူကဘာမှကဖြစ်တယ်နော်သူကအဲ့ဒါသူနဲ့ကျွန်တော်လက်တွဲပြီးတော့မှသူကိုယ်တိုင်ပြောလို့တော့မဟုတ်ဘေးဘီတို့ဘေးရလူတွေပြောမှပဲကျွန်တော်သိရတယ်သူကတော့အဲ့ဒီကျောင်းသူပြောနေတော့ဆိုတော့အဲ့ဒီအချိန်မှာသူက
သူ့အကြောင်းမှာပေါ့သူ့အကြောင်းလေးကိုနည်းနည်းသူတက်တဲ့ခါမှာပြောရှင်သူကအဲ့ professor လုပ်နေတယ်သူစာလေးပြတာဟုတ်စာပြတော့သူစာပြတဲ့ကျောင်းတိုင်းကျောင်းသားတိုင်းကျောင်းသားတိုင်းပြောင်းနေတယ်သူတို့ကျောင်းမှာသူရဲ့ college မှာဖိလစ်ပင်းမှာမနီလာမှာသူတို့ဆူတောင်းစီးပြီးသူတို့လောက်ကြတဲ့ခါမှာဆူတောင်းစီးပြီးမှာကျောင်းသားတွေ900လောက်ပါတယ်ဆိုတော့အဲ့ဒီဟာ Holly Travel ဆိုတာကိုသူ့တွေ့ကြတယ်အများနဲ့ကြကျွန်တော်မနေဘူးအဲ့ဒါကဘာလဲဆိုတော့တကယ်သူမနဲ့ပေါ့လေအကြီးကျယ်သူခါရင်လေးပြီးတော့မှမထွက်နိုင်ဘူးမထွက်နိုင်လည်းအဲ့ဒါလည်းသူတခါလည်းသူဆူတောင်းတာ2နိုင်လား3နိုင်လားကြာဆူတောင်းနေတယ်သူ့ထဲမှာတခါလည်းပြစ်ကြလာပြီးတော့မှမိခင်ကနေပြီးတော့မှကလေးမွေးမဲ့ပုံစံမျိုးကိုဖြစ်လာတာလေအဲ့လိုလေတခါလည်းသူအားပါတယ်လို့တာခင်ဗျာမရှက်မကြောက်ကျွန်တော်တို့ကသူဟောလာလိုက်ပြီးတော့မှလောက်ပဲခါတော့မှကျွန်တော်နည်းနည်းပါရှက်နေသေးတယ်အားရစတော့ခါလည်းအမေတည်းကမှတခါလည်းမွေးကားနေပါရင်မှဘယ်လိုရောက်ဘူးလားဟုတ်လားကျွန်တော်မွေးကားမှရောက်ဘူးလဲဆိုရင်ပြောတော့ပြောစရာကောင်းပါတယ်ဟိုကမင်္ဂလာများတယ်လေကလေးမွေးတာကြီးပဲဟုတ်တယ်မလားမွေးနေဆိုမင်္ဂလာတခြားဝတ်ဒီမှာတာဝန်ကြတယ်ဆိုလို့ရှိရင်တဲ့ရွယ်နေလို့ခေါင်းတွေပါတစ်ပိထားလို့ခေါင်းရဘောလုံးလူကြီးကြည့်လိုက်တာစိတ်ချမ်းသာစရာမကောင်းတချို့ဆိုလို့ရှိရင်ခါ accident ဖြစ်ပြီးတော့တယောက်ဆိုလို့ခြေတော့ပြတ်ပြီးတော့ခြေတော့သူ့ကိုချက်ချင်နေရထားလာဒါမျိုးတွေချက်ချင်အဲ့ဒါမျိုးဆိုလိုက်ထားတယ်ပေါ့ဒါပေမဲ့မွေးခန်းကတော့အဲ့ဒါစိတ်ချမ်းသာစရာတော့တစ်ချက်ပဲမွေးခန်းလေးမှာလူတွေအမျိုးမျိုးပဲអော်ကြတယ်အမိခင်တွေအမျိုးမျိုးပဲអော်ကြတဲ့ပုံစံတွေကနည်းနည်းမျိုးတော့မျိုးပေါ့ဒါပေမဲ့ပြီးသွားတဲ့ခါကျတော့ရပြောစရာကောင်းတယ်ဆိုတော့အဲ့လိုပေါ့မိခင်ကလေးမွေးလို့သူခံစားရတယ်အဲ့လိုလေသူကဘယ်လိုစူတော့မှလည်းသူမသိအဲ့လိုညစ်နေတာတဲ့သူစတောင်းရင်းစတောင်းနိုင်တော့ကြားတဲ့ခါကျတော့ကလေးမိသွားပြီးတော့မှတခါတည်းဆိုတာပေါ့သွားတယ်သူပေါ့သွားတဲ့ခါမှာသူတိလိုက်တယ်ဘာကြောင့်လဲတော့သူမသိဘူးဒါမဲ့သူသိတယ်ပြီးသွားတယ်ဆိုပြီးတော့မှအဲ့ဒီကနေပြီးတော့မှကျောင်းသားတွေအားလုံးပြောင်းနေတာသူကကောင်းပြီကျောင်းသားတွေကိုတနားရီ lecture ပေးရတယ်55မိနစ်ငါ lecture ပြီးသွားပြီဒါပေမဲ့နောက်ထပ်5မိနစ်ကြာနေတယ်မင်းတို့အပြင်ထွက်ရင်မင်းတို့ကငါ attendance ဟုတ်လား roll call မပေးဘူးဆိုတော့6ထားသူတရားဟောတာနားထောင်စေရှင်မင်းတို့ကငါခရစ်တော်ရဲ့ကယ်တင်ခြင်းကြောင့်ပြောပြမင်းတို့နားမထောင်ခြင်းလည်းရတယ်ဒါပေမဲ့မင်းတို့မထွက်နဲ့ဆိုပြီးတော့အဲဒီကနေပြီးတော့မှအဲ့လိုအသားတိုင်းသူ့အသားတိုင်းအဲ့လိုတင်တယ်ကျောင်းပြီးသွားတဲ့ခါမှာ3-4ရောက်တော့ခရစ်တော်လည်းမခံကြဒါနဲ့သူတို့ကအယုတ်ကြီးရောက်တဲ့ခါကျတော့ခါတယ်တယောက်ဆိုလို့ရှိရင်ဇာတ်နဲ့ဖုန်းဆက်တယ်ကျွန်တော်မှတ်မိခဲ့တာပဲငါဘယ်မိပါမလဲသူကဆရာကအေးမကြီးဟောပြီးဆိုရှင်ထိုင်ပြီးတော့ဟိုတစောင်းမဆရာဟိုမှာဆိုတော့ဘေးမှာထိုင်နေနိုင်တကြီးရှင်အဲ့လိုလုပ်တာတဲ့ဒါပေမဲ့သူကားစစ်နဲ့ဖြစ်သွားပြီးတော့မှသူခွဲခန်းနဲ့သူခေါ်သွားတဲ့အခါသူအဲ့မှာသတိရသူဆရာပြောနေတာငါဒီကနေအတေနဲ့ပဲပြီးမလားအရှင်နဲ့ထွက်လာမှာငါမပြောနိုင်ဘူးတဲတယ်လေးပဲကြံလို့လေသူ့အသက်ကအဲ့ဒီချိန်မှာဆရာပြောတော့ကျွန်တော်သတိရတယ်ခွဲခန်းထဲမှာသူခရစ်တော်လက်ခံဖြစ်သွားတယ်